ရားเจ้าရှိလဲမကြီးပေါ်ငါကိုယ်တိုင်မူမူနဲ့စိတ်လေးလေးဖွာအိမ်ပြန်မလို့လမ်းလျှောက်လာစေဒီနေ့ပွဲတော်ဆိုတာဘုရားเจ้าငါထွက်လာသူတွေတွေ့လိုက်မှပြီးလာမယ်ရဲမဲဝမ်းနဲ့သွားပြီးယုံထွက်ဖို့ဆုံးဖြတ်တော်ရလေငါမင်းတို့ပြောပြခြင်းနဲ့တို့ကတော့ဘုရားเจ้าနဲ့ပြေရောက်တဲ့ချိန်မင်းကတော့ဝေးဝေးနေနေစေတို့ကတော့ဝေးဝေးကနေစူပြောင်းမိမယ်ရုံထွက်လို့လွန်မြောက်နိုင်မသိမင်းဆိုလို့ဝါရင်မင်းမိုင်းလို့ဝါရင်ဘုရားเจ้าနဲ့မင်းလဲလိုက်လာတော့သို့မဲ့ဟောင်းကြီးတွေပြေးထွက်လာပြီးမင်းကိုဂျူနေမယ်